မောင်ရဲ့မပြီးသေးဘူးလားစိတ်ညစ်လာပြီရောက်ရှိတကကြည့်ပေါ်တော့ကဘာလို့အလောက်ထိပြင်နေရလဲမလည်းစိတ်မရှိတော့ဘူးနော်မောင်ရဲ့ဒီမှာမောင်လေကြည့်လိုက်ပါဦးမဒီမှာအိုးညအိတ်နဲ့ဘာဖြစ်လို့လဲညအိတ်နဲ့တော့ဘာဖြစ်လို့လဲပြင်စားမလို့ပါဘူးမောင်ကတော့ဘာလို့အလောက်ထိပြင်နေရလဲဟိုတော်သေးတော့ယောက်ျားလေးဖြစ်လာတာမိန်းကလေးကဖြစ်လာတော့ကတော့ပြင်တာပြီးမှမဟုတ်တော့မောင်ရဲ့မပြီးသေးဘူးလားရုပ်ရှင်ရောပိတ်တော့မှာနော်စိတ်ညစ်တယ်မလည်းကွာမောင်ပြီးတော့မှခဏလေးပဲစောင့်နော်ကဲဘာလို့အဲ့လောက်ထိပြင်နေရလဲမောင်တို့နှစ်ယောက်ရုပ်ရှင်တော့ကြည့်မှာမဟုတ်လားဟုတ်တယ်လေဟုတ်တယ်လေအဲ့ဒါနောက်မှထားမောင်ရေယုံတင်ပြမဲ့ကားလည်းဇက်သိန်းခန်းရောက်တယ်မယ်မောင်ရေမောင်ပြင်းနေအားလေမျက်နှာလေပြည့်နေပြီဘာမှလည်းမလို့တော့ဘူးဟမ်မောက်လေအားနာပါအောင်မောင်ရေတော်တော်လေးစိတ်ညစ်လာပြီမလေဒီမှာစိတ်မရှိတော့ဘူးနော်ဟိုးလောက်တော့မြန်လောက်တော့ဟိုးmy god. Did you? မောင်မပြီးသေးဘူးလားမောင်ဘယ်ရောက်သွားပြန်ပြီလဲဩရုပ်ရှင်တခါကြည့်ပေါ်တော့ကမောင်ရဲ့ဘယ်ရောက်သွားပြီလဲဟယ်လိုမောင်ဘယ်သွားညာလဲမောင်ရဲ့ဒီမှာစောင့်နေကြနေပြီလေမောင်ပဲပြောက်သွားလဲဘယ်မှတော့ဘူးခဏစောင့်နော်မောင်လာပြီစိတ်ညစ်တယ်မောင်ဘယ်သွားညာလဲဟမ်ဒီမှာပဲရှိနေတာဘယ်မှတော့ပါဘူးဘာဘယ်မသွားလဲဘယ်မသွားဆိုဘာလို့ပြောက်သွားလဲအချိန်ကောင်တော့မှရုပ်ရှင်ကြည့်ပါဆိုမှသွားမယ်လာသွားမယ်လို့ကဲမောင်ရေဒီနေ့အားကြတော့မောင်နဲ့မနဲ့အားကြတော့ရုပ်ရှင်ကြည့်မယ်မုတ်တွေစားမယ်နောက်တော့ကုတီကိုလည်းစားမယ်နော်အများကြီးစားမယ်မပြင်တော့ဘာမှလည်းမပြင်လို့ခဲ့အပြင်တော့တာဘာပြင်စားလို့လဲဘာဖြစ်လို့လဲဒီပုံစံနဲ့ညာဝတ်ကြီးနေတာဟဲ့ညာအဲ့ဝတ်နဲ့ရုပ်ရှင်တော့ကြည့်လို့မရဘူးဆိုတော့ဘယ်သူကပြောထားလို့လဲလာအဲ့ဒါစနေတော့မလားမျက်ဝင်းအိုးဝေလေးပဲဖြစ်ပါတယ်ရှင်နော်ပဲသွားချင်တယ်လေဖျားဘူးသွားချင်လားဟိုတယ်သွားချင်လားမုတ်တော်စားချင်လားနော်မော်လမြိုင်ကန်နာလန်သွားချင်လားအကုန်လုံးလိုက်ပို့ပေးမယ်နော်ဝင်ဆောင်မှုအရင်ကောင်းနားကဲညေကောင်းနေမမောရလာမကဲတော့ခနဲ့တက်ချတ်ကပလောင်ကနော်နဲညောင်းနာကလာအိုဝဲချတ်ထတ်လက်ခအရီလက်ခရစ်ဆိုင်လက်ချေနာကဲညေကမကဲတော့ပလောင်ကနော်အိုဝဲမျက်ဝင်းနာဒါရလို့ရှိရင်တော့မုတ်စားမယ်ရုပ်ရှင်ရတော့ကြည့်လိုက်မယ်မောင်ကြီးနော်ရုပ်ရှင်ရတော့ကြည့်မယ်ပြင်အမကြည့်ပဲတော့ဘူးလေအော်တားလေးကိုကျူရှင်တပုတ်ပေးဖို့လားလာလိုက်ဖို့ပေးမမဟဲ့ဒီမှာပြောရလဲတားလေးကိုကျူရှင်လိုက်ဖို့မလားလို့ဒီမှာတော့ပေးအားလိုက်ဖို့ပေးမယ်လို့အမကြီးလာဟဲ့ဒီမှာနေငေါ့တရားကြည့်ကြည့်တယ်လေဟေးနေမြင်လားမြင်တာပေါ့အေးဒီမှာနင်သိအောင်တခါတည်းငါပြောပြလိုက်မယ်ဟောဒီမှာငါရဲ့ချစ်သူငါရီစားငါရဲ့မောင်ဟဲ့ဟောဒီလိုမျိုးမောင်ချောနုလေရထားတာလေကံကောင်းတဲ့လူပဲရမှာကောင်မရဲ့နင်သိလားဒီနေ့နေရဲ့အိုးဝေလည်းငါမစီးဘူးနော်ဘာလို့လဲသိလားနင်ငါ့ကိုလေအမေနဲ့သားလည်းပြောတော့ငါလုံးဝမစီးတော့ငါမှတ်ထားတာတခြားမှတ်တာမောင်သွားမယ်ရုပ်ရှင်လို့ရှိမယ်လာဟုတ်ဒီမှာချစ်သူရေးစားတွေတဲ့ကွယ်အမလီလုံးဝမလိုက်ဖက်တော့လုံးဝမလိုက်ဖက်ဘူးအမလီကောင်လေးကနုနုချောလေးကြမ်းအမလီကောင်မလေးရောက်သွားလဲကြောက်စရာကြီးသူရောက်သွားလဲပရဲလို့ပဲအမလီကောင်လေးကလေငါနဲ့မှလိုက်ဖက်မှာအမှန်တကယ်ဟုတ်ပါဘာလဲပြောနေမှမသိဘူးမမင်းနာမကောင်းဘာဖြစ်နေလဲဘာဖြစ်ရမှာလဲအိုးဝေသမားကလေတာမိတယ်လားလို့ပြောသွားတာမကြောက်လားအဲ့ကြောင့်မောက်ကိုပြောတာအများကြီးလှမပြေပါနဲ့လို့တယောက်လုံးကိုပဲကွက်ပြီးတော့မှချောနေတဲ့ကိစ္စဘယ်လိုမျိုးအဆင်ပြေမှာတော့မောင်လည်းချောချင်မလည်းပြင်မောလို့မလှပြင်ရမယ်ဟုတ်လားမောင်ကလည်းတိနေတာပဲဟာကိုမမိုးလင်းရတယ်ဒီမှာပကွက်ကြားနဲ့ညအိုက်နေပဲအများနဲ့သွားလာနေကြဆိုတော့မဘယ်လိုမျိုးပြင်တက်မှာတော့လာမောင်လိုက်ပို့ဘူးလားပဲလိုက်ပို့ပါလေလာစမ်းပါကွာဟမ်Cherry Cake Skin ခင်နေတဲ့မောင်ဒီစက်ခန်းမှာဘာလာလောက်တာလဲမောင်မြင်းနဲ့လာပြဖားတော့စက်ခန်းလေဟာ
တို့မော်လမြိုင်မှာလည်းဒီလိုမျိုးအလှပစိတ်ခန်းရှိတယ်ပေါ့လေ ရှိတယ်ဗောမှားတယ် ဟောမိုက်လိုက်တာဩနောက်ဆုံးတော့မောင်က cherry cake မှာပဲအလှတယ်ခိုးပြင်တာပေါ့လေ ဟုတ်တယ်လေ အဲ့ဆိုမှလည်းဒီစိတ်ခန်းကိုပဲအလှပြင်ရမှာပေါ့ ရတယ်ဗော တော့မယ်ချစ်တို့ရေစမ်းတို့ရဲ့မော်လမြိုင်မှာအရန်စိတ်ချရတယ်ဒီလိုမျိုးအလားပါစိတ်ခန်းတွေရှိနေပြီနော်ချယ်ရီခေအလားပါစိတ်ခန်းလေးရကြတော့2018ခုနှစ်ကတည်းကနိုင်ငံတကာအတိမတ်ပြိုလက်မှတ်ရရှိထားပြီးသားဖြစ်ပြီးတော့မှကျွမ်းကျင်တဲ့ဆရာဝန်ကိုယ်တိုင်ဦးစီးပြီးတော့မှဖွင့်လှစ်ထားပါတယ်အသားရည်နဲ့အရေးပြားဆိုင်ရာကုသမှုများကိုလုပ်ပေးနေပါတယ်အသားပိုဖြူခြင်းလို့ချစ်တို့ရေငကိုကလေးကဖြူနေပြီပေါ့နော်ဒါပေမဲ့ဆန်းငကိုအသားရည်ထက်ကိုပိုပြီးတော့မှဖြူခြင်းသေးတယ်အဲ့လိုကြောင့်ပေါ့နော်ဆန်းအခုကတော့ drip ချိန်နေပါတယ်ဒီကောင်ကကျတော့ဆေးသွင်းရတယ်ပေါ့နော်အသားရည်ပိုပြီးတော့မှဖြူတာအရန်သိတာတယ်ဒီကောင်ကကျတော့အသားဖြူတာကိုသိတာချင်းမဲ့တူတယ်အကုန်လုံးပေါ့နော်အဲ့ဒါလေးလာပြီးတော့မှဒီ cherry cake မှာလာရောက်ပြီးတော့မှဆေးလာသွင်းလို့ရပါတယ်ပရိသတ်ရဲ့ဟမောက်ကတိမဆန်ကောမကပေါထပ်နို original blonde မဆန်ကပေါမได้ใช่ကတိမကထပ်ပေါ blonde ညတော့က cherry cake တော့က second cherry cake နတိဘယ်နောက်នៅមកមិនមកចាហៅបើបេណៅទីផ្លុបគេហៅវីរយចៅនេះសេមហមលេផ្លុបលហឺបើហាប់លហឺបើហាបើតាមមកបង្កោញ៉ាស់មកផ្លុបហឺបើកយណអន្តរាយងួពុណាភីចតកយមកណៅកទីណដល់ cherry cake ដល់មកបឡំណៅអញ្ចឹងណាអន្តរាយលេងមួពុយ៉ាខារ៉ាមកគេផ្លុបហឺបើទីផ្លុបកយមកយ៉ាប្រិស័តតែបេណៅទៅបើប្រោងបងချစ်တို့ရေဒါနောက်တစ်မျိုးပေါ့နော်အများကြီးတော့လောက်လိုက်တယ်ဘာလို့လဲဆိုတော့ကိုအဝေးကြီးသွားဆရာမလို့တော့လေမော်လမြိုင်မှာပဲလောက်လို့ရနေပြီဆိုတော့ share မိုက်သွားပြီနော်အခုကကြတော့ bike ကိုအစီချတယ်ပေါ့နော်သူကကြတော့ bike တွေကိုအစီများတဲ့တူတယ်တော့ပေါ့နော်ချစ်လေးဖြစ်သွားတာပေါ့နော် bike ကကြတော့ဒီကောင်ကကြတော့တပတ်ကို2ချိန်လောက်လို့ရပါတယ်တပတ်2ချိန်လောက်ရမှာပေါ့နော်အရန်မိုက်တယ်နာကျင်မှုမရှိဘူးယောက်ျားလေးလည်းလှုပ်လို့ရတယ်မိန်းကလေးလည်းလှုပ်လို့ရပါတော့အဓိကကျတော့မိန်းကလေးတွေတွက်ဆိုရင်တော့ bike ဖို့ချင်မဲ့သူတွေတွက်ပေါ့နော်ကိုယ် confidence မရှိဘူးဆိုတော့ဒါလေးကိုလောက်တင်တယ်လို့ပြောချင်ပါတယ်အမမဆန်ကကလုံးမကလောင်လို့ရမတော့ဟမ်တိလို့လိုက်မပလောင်ပွန်းနော်တော့ရဟူစေခန်ပနောက်នៅសេខានគេបណៃមកបណៅទីពួយព្រៃប្រោមកចាហួរហើយមកសានក្លូនមករទីណាំប៉យគេពេតក្លោយគេជីបណបេណៅក៏ទីមកប៉ាទីបាឡនតែក្លូនណាប៉ាបាឡនក្លូនកយហ្មងតែក៏ទីហុកគួយពូណាមកហុកតៅពូណាភីចតកយហ្មងទៅទីដល់ក៏រហូយណៅសេខានណៅលេមកណៅមកនោះណាអេចរ៉ាប្រិស័តតយ៉ាខារ៉ាប៉យក្លោយនៅហ្មងប៉យគេបេកោប៉យទៀងហ្មងទីក្លែងក្លូនកយហ្មងណាបេណៅក៏ទីប៉យពើក៏ទីរ៉ាក្លោយក្លាញ់មួយទីប៉យពើនេះជីតអាលេនេះជីតអាតបំកោប៉ុណ្ណាဒီ cherry cake ကကြတော့သူကမြန်မာနိုင်ငံမှာဆိုရင်တော့ပထမဦးဆုံးပေါ့နော်ဆိုင်ခွဲအများဆုံးစိတ်ခန်းဆိုင်ခွဲတဲ့အများဆုံးပေါ့နော်သူကကြတော့ဆိုင်ခွဲကကြတော့73ဆိုင်ရှိပါတယ်ဒါကကြတော့စန်းတို့မော်လမြိုင်မှာပဲမော်လမြိုင်လည်းရောက်လာပြီဆိုတော့ share မိုက်တယ်စီးမလားဘယ်သွားမလဲလိုက်ပို့မယ်နော်ဟဲ့မောင်လေးနဲ့ညီမလေးအဝေးစီးမလား နေအိုးဝဲကိုမဆေးဖို့တော့ငါပြောထားတာလေ 吼，等那个妈姨妈来了，嘿，好远了，快，肚子冻坏了家嘿，没有，哦，那现在到多的 cherry cake，谁看嘛？你哪都变态了，别骗没？哦，没有，俺来都落啥哦？俺来骗没？ ကဲချစ်တို့ရေစံတို့ရဲ့မော်လမြိုင်မှာဆိုရင်လည်းအလှပစိတ်ခန်းရှိနေပြီနော်ဟောဒီမှာ cherry cake အလှပစိတ်ခန်းရှိနေပါပြီနှာခေါင်းချုံချက်မှုတွေတော့ဆိုရင်လည်းနှာခေါင်းကျိုးထိုးလို့ရပါတယ်နှာခမ်းဖေလာထိုးလို့ရပါတယ်နောက်တော့ဘူတောက်စတိုပေါ့နော်ဖေလာတော့အကုန်လုံးရပါတယ်အသားဖြူချင်မဲ့သူတွေတော့ဆိုရင်လည်းအသားဖြူကူတာမှုရှိပါတယ်နောက်တော့ဝိတ်ကြချင်မဲ့သူတွေအစီကြချင်မဲ့သူတွေတော့ဆိုရင်လည်းလာရောက်ပြီးတော့မှကူတာမှုယူလို့ရပါတယ်မျက်နှာတွေကိုတင်းတင်းပြောင်ပြောင်လေးဖြစ်ချင်မဲ့သူတွေတော့ဆိုရင်လည်းလာရောက်ပြီးတော့မှ treatment လာလုပ်လို့ရပါတယ်စပင်ပါတဲ့သူတွေအတွက်ပေါ့နော်စပင်းပြန်လဲပြီးတော့မှထူအောင်လာရောက်ပြီးတော့မှကုသမှုလာယူလို့ရပါတယ်လိပ်စာကကြတော့မော်လမြိုင်မြို့မြေနီကုန်းရွှေမြိုင်ဥယျာဉ်အရာမှာရှိနေပါတယ်အခန်းနံပါတ်ကကြတော့ S3P မှာရှိနေပါတယ်စံတို့ရဲ့မော်လမြိုင်မှာလည်းဒီလိုမျိုးစေခန်းကောင်းကောင်းလေးရှိနေပြီဆိုတော့တော်တော်လေးအဆင်ပြေတယ်စပင်းပိုင်းလေးရတယ်မျက်နှာအလှပပိုင်းလေးရတယ်ဆိုတော့ချစ်လေးတို့လည်းနယ်ဝေးရလူပဲဖြစ်ပေါ့နော်ရွာကပဲဖြစ်ဖြစ်အလွယ်တကူလာလို့ရနေပါပြီချစ်တို့ရဲ့ကဲပရိသတ်ရဲ့မငယ်ဆောင်မတော်ပရိုင်
anh ta miệng nè có đó có đây một bò mà san tờ lệ xe khan nó rồi hả ơi cho anh chắc cả mọi bôi kia cho anh chắc cả mọi bôi kia đi chị à đó nè mọi biểu một cái đi chị à đó có đây một bòพวกเล่นโคลนก่อยอย่างนะมาสั่นตัวอาถูกตะกอยเนี่ยเปิดแกมองหน่อยรอตีมาสั่นแล้วบากเลยนะรอมือมันแก่ก็ตีพวกฮับปากมือเปิดแก่พวกปากก่อยมันนั่นดอกก็เสียคันเชอรี่เคมาตะกอนมันเอาตอนตีมองไปพวกผิวในคันนี้เก๋ๆได้แก่ตาผู้ๆเตี้ยงๆก็พวกปากเขาอุ้ยก่อยมันนั่นเงาเล็กเลยปากเราก็เชอรี่เคนะก่อยมองมอยพวกโยๆจากพวกปากเขาเตี้ยงตอนตีพวกดีจีอาเก่าเราบริษัทต่อเกรงโกนกลอยให้อดนะเราเกรงโกนออกก่อยมองตอนตีปุ่มกับมอยเปิดเปิมกับมอยเปรี้ยเลยพวกเล้งปะทริปแมนออกก่อยมองนะรอมาเก็บเปิลก่อนนะยิบลบก็อุ้ยเปิลจะเลยก่อยมาตีแต่นะรอก็มั่วมาเก็บจุดอุ้ยเปิลจะเราก็เชอรี่เคเราก็เลยมาปลอมเนาะจุดอุ้ยเปิลก่อยนะก่อยไปซกรอจะเก่านะมาเก็บซกตอมตีเล็กเลยวิ่งแล้วก็เซคานามันมองบริษัทต่อเราก็เลยมาปลอมในมาเราไปนอรอตีมาสั่นแล้วบ้ากันนะในผมเราก็มีนี่ก็ช่วยมีอุ้ยยังไอ้ยานะในมาใส่เปิลยี่จุดจะเราเชอรี่เคนะเชอรี่เคตูดมาเสียงแบบไงก่อนนะยี่จุดจะเราใส่เปิลยังนกมันก็กลายโลบริษัทแต่นั้นในมาใจด้านนกแล้วนะไอ้เจ้าเราเรียกว่ามุดมาเกยมาเกยตีกลายมาเปล่าอย่างนะบริษัทต่อชิดตัวเย่สันว่ายังมองลำไยมาเลยเชอรี่เคอาลาบาเซแคนชินี่ปีเนาะ